မောင်းတော့မယ်ဆိုရင်ဆိုင်ကယ်ပဲမြန်လို့ရတာမဟုတ်ဘူးနော်လူလဲမြန်ရမယ်လို့ကြားတယ်ပေါ့နော်အဲ့ဒီအတိတ်ပဲကဘယ်လိုမျိုးကိုပြောချင်တာလဲကိုကျွန်တော်ရှင်းပြပေးပါဟုတ်တယ်ဆိုင်ကယ်မောင်းရင်ကျွန်တော်တို့ကဆိုင်ကယ်တစ်ခုတည်းမကောက်ဘူးပေါ့နော်လူကတကယ်ကြန့်ခံမှုပြေးမှရတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလမ်းပေါ်မှာဆိုင်ကယ်မောင်းတယ်လည်းမတူဘူးပေါ့နော်ကွင်းထဲမှာကျတော့ကျွန်တော်တို့ကတကယ်အားအင်အပြည့်နဲ့မိနစ်20အစိတ်30အပြည့်သုံးရတာပေါ့နော်နားချိန်မရဘဲနဲ့မောင်းနေရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဆိုင်ကယ်ရဲ့အရမ်းမြန်တဲ့အချိန်ထိန်းနိုင်ဖို့လူကလည်းကြန့်ခံမှုအပြည့်ရှိဖို့လိုတယ်ကာယဗလာတွေ gym ဆော့နေတယ်လို့ပဲကိုဒီယိုလည်းဒီဆိုင်ကယ်မောင်းဖို့အတွက်ကိုတစ်ချိန်လုံးဒီအားကစားလုပ်နေရမှာပေါ့ဟုတ်တယ်ကျွန်တော် physical fitness ပြည့်နေအောင်တော့အများတန်းတော့ကျွန်တော် gym တွေသွားရတယ်အားကစားအမြဲလုပ်နေရတာပေါ့နော်အဲ့ဒါကြောင့်ပြီးရတဲ့ခေါက်လာတော့ကိုဒီကလာတဲ့ဘက်စကားဘက်တွေပတ်တယ်ကျွန်တော်၄ဘက်ဆိုသွားပြီကျွန်တော်ရှာထွက်နေပြီလုံးဝဆင်မပြေတော့ကိုဒီမနက်ပဲချိန်လေးမှာဘာလုပ်တတ်လဲပေါ့နော်ဒီအားကစားကိုဘယ်လိုပုံစံသွားလဲတော့ physical ဘိုင်းတစ်ခုပဲလားကျွန်တော်ကြားဘူးတဲ့ဒီ mental ဘိုင်းပေါ့နော်တရားထိုင်တာတို့စာအုပ်ဖတ်တာတို့တခုခုစိတ်တည်ငြိမ်အောင်လုပ်တာမျိုးတွေကြားဘူးတွေပေါ့အဲ့တော့ဒီဘယ်လိုမျိုးလေးတွေလုပ်လဲပေါ့နော်နည်းနည်းလောက်ပြပြပေးပါလား physical ဘိုင်းဆိုတော့ကျွန်တော်ကတော်တော်လေးကိုtrain ယူရတယ်ပေါ့နော်မနေ့ဆိုရင်ပြေးတယ်ပေါ့နော်မနေ့ဆိုရင်အနည်းဆုံး5 km 6 km ပြေးတယ်ဒါမှမဟုတ်တချို့ရက်တွေကြာရင်ကျွန်တော်စပိန်စီးတယ်ပေါ့နော်မနေ့ဆိုစပိန်စီးတယ်ညနေဆိုတော့ကျွန်တော်တစ်ပတ်ကို6ရက် gym သွားတယ် gym မှာ fitness strength training လုပ်ရတယ်အဲ့ဒါအပြင်ကျွန်တော် stamina တက်အောင်ဆိုပြီးတော့ကျွန်တော် cardio training တွေပါလုပ်ရတယ်ပေါ့နော်ကျွန်တော်လိုပေါ့ကျွန်တော်လည်းအားကစားလုပ်တယ်အားမကစားရတယ်အဲ့တော့ကိုဒီအခုလိုမျိုးပေါ့နော်ဒါ gym နေသွားတယ်ပြုတယ်ဆိုတာကဒါ physical ဘိုင်းအတွက်ကိုဒါလုပ်တာပေါ့နော်ဒီ mental ဘိုင်းနေလည်းလုပ်တယ်ဆိုပေမဲ့အခုကျွန်တော်တို့ဒီဆိုင်ကယ်နဲ့လူနဲ့တသားတည်းကြောက်အောင်ကြတော့အခုဒီဘယ်လိုမျိုးလေ့ကျင့်ခန်းတွေလုပ်လဲပေါ့ဆိုင်ကယ်ကလည်းဒီဘန်ကောက်ရောက်နေတာဆိုတော့လေကျွန်တော်တို့အခုကျွန်တော်တကယ်ပြိုင်တဲ့ဆိုင်ကယ် access ကတော့ဘန်ကောက်မှာဆိုတော့အဲ့ဘိန်းကတော့မကျင့်နိုင်ဘူးပေါ့အဲ့ဒီမှာကျတော့ကျွန်တော်ဘယ်လိုကျင့်လဲဆိုတော့ကျွန်တော်ရဲ့ training bike လေးပေါ့နော် KTM RC 390အသေးလေးနဲ့ကျွန်တော်လေ့ကျင့်နေတဲ့ကွင်းမှာတော်တော်လေ့ကျင့်တယ်အဲ့လိုလေ့ကျင့်မှလည်းကျွန်တော်တို့ဆိုင်ကယ်နဲ့ပြန်မဝေးသွားတာပေါ့နော်ကိုရှိပြီးတဲ့ level မကျသွားအောင်ဆိုင်ကယ်နဲ့ပြန်ရင်းနှီးနေအောင်အဲ့ဒါအပြင်အဲ့လိုလေ့ကျင့်ခြင်းအပြင်လည်း quest stamina ကြက်ခိုင်မှုလည်းတက်တယ်ပေါ့နော်နောက်ပြီးတော့ဒီကနကပြော mental ဘိုင်းကျတော့ဘယ်လိုမျိုးစိတ်နဲ့သွားလဲပေါ့ဆိုတော့ကျွန်တော်မြန်မာပြည်မှာကျတော့ကွင်းနေလည်းမရှိဘူးဘာမှလည်းမရှိဘူးအဲ့လိုမျိုးမရှိတဲ့နေရာကနေအခုလိုမျိုးတခြားနိုင်ငံအထိသွားပြိုင်မှုအတွက်ကဘယ်လိုမျိုးစိတ်ထားပြီးတော့ဘယ်လိုပုံစံမျိုးနေလဲပေါ့နော်ဟုတ်ကျွန်တော်ကကျတော့လေအများတန်းဒီဆိုင်ကယ်ပြိုင်တဲ့အကြောင်းတွေတွေးနေတာပေါ့နော်စားလေးဒီစိတ်အိတ်လဲဒီစိတ်ပဲစိတ်ကူးရင်ပြီးတော့ပဲဒီဆိုင်ကယ်ပြိုင်တာမောင်းနေရတာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်စိတ်ထဲမှာတော့အရင်ဝေးကွာသွားမျိုးတော့မဖြစ်ဘူးပေါ့ဟုတ်နောက်ဆိုင်ကယ်ပြိုင်ပွဲကြီးတယ်ဆိုင်ကယ်ပြိုင်ပွဲတွေမှာလည်းသူတို့ရဲ့သုံးသက်ချက်တွေတခြားလေးလာနားထောင်တယ်ကိုယ့်ရဲ့ mental ဘိုင်းမှာ skill တက်လာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေတော့ရှိတယ်အဲ့လိုဆိုရင်ကိုတီတော်တော်လေးတော့ training တွေဒီချိန်လုံးဆင်းနေမှာပေါ့နော်နည်းနည်းပြိုင်မှာကျွန်တော်လည်းချက်မလေးနည်းနည်းပြေးကြည့်မလားလုပ်လေကြားလားကြားလား Okay သိကြရနော်သိကြပြေးကြည့်အောင်မပြောင်းပြေးအောင်နော်ပြေးမှာ Okay đi vào hả? Đó là đó mới là mày mối là đó mấy nó bắt đầu chi bị của đi à mấy này bạn ngã tông mà chỉ rồi vì mấy trên blue trò ai không nói mà quên lên mà lấy cái câu chuyện gì đi cho lâu nay không mèo cho nó đáy thuốc mày khác lý ra đây bây giờ nó đáy thuốc nào vậy thao ra mày thao ra bây giờ này tiêu ngã lên thì thua ngã lên thì thua chỉ mà lúng qua tham mà lại rồi cho nó ngã lên bây giờ cô đi ngã lên đám ấy sau này luôn thao đi sau ok đó rồi ra vậy thôi bị sợ đi đó đi 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 tô lê nghe ra đây là ra đi ra đi ra đi ok đi tô lê nghe Giết nó là không sao gì vậy? Giết nó